မာတင်ပြန်ရလာတယ်မေထက်လူပဲလက်ကန်နေမေထက်လူအေးရပြင်ပနေပြီးတော့စစ်ပြိုင်ပွဲကတော့စတင်တော့မှာဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာလေရေးစိမျိုးသမီးအသင်းနဲ့ဥဆွဲလေးဖြစ်ပါတယ်ရှင်စိတ်ရင်မင်္ဂလာပါမင်္ဂလာပါမလီးရေနေပွဲစဉ်ကတော့2026 AYN Transition ကရဲ့အဖွင့်ပွဲစဉ်ဖြစ်ပြီးတော့အခုဆိုရင်တော့ပထမပိုင်းကစတင်လိုက်ပဲဖြစ်ပါတယ်ရှေ့ကပူပေးရတယ်ဝါကစန်တီမေမာတင်ရဲ့ကစားသမားမေထက်လူနေရာပေါ်အနေငယ်ချမ်းတန်းခဲ့ရလည်းဖြစ်ပါတယ်ပွဲစားလို့2မိနစ်မပြည့်ခင်မှာပဲမာတင်ကတော့နေပွဲစဉ်ရဲ့ပထမဆုံးအဝါကပြားကိုတော့စတင်ပြသခံခဲ့ရပြီလည်းဖြစ်ပါတယ်ပြန်ပြက်ပြီးမာတင်ပြန်ရလာတယ်မေထက်လူပဲလက်ကန်နေမေချော်ညာညမရလာပြီရရှိပေးရတယ်မာတင်ပြက်လည်းဖြစ်ပါတယ်ဒီနေ့ဥဇဘက်ကစ္စတန်တင်တက်စမှာပေါ်တော့ပေါင်လာခဲ့တဲ့ဖိုလီခါပဲဒီမှာပြန်ရလာပြီမာတင်ပဲစမ်းတော့တစ်ချက်ခေါက်တယ်စမ်းတော့ပဲတစ်ချက်ခေါက်တယ်စမ်းတော့ရှုထိုးပေးလာပြီစမ်းတော့ဒီမှာတင်ပြန်ရလာပြီတော့ထက်ဝေးအလုံးထိုးပေးရတယ်မထက်လူနဲ့ပြန်တဲ့ကိုကြိုးစားခဲ့မယ်ဥဇဘက်ကစ္စတန်တင်ကပြန်လဲဟန်တာခဲ့ရလည်းဖြစ်ပါတယ်ဖြူဝင်းတော့ကတိပေးရပြီအရောက်ကြတယ်ဖြူဝင်းမဲနောက်ကျကတိပေးရပြီဟန်တာနိုင်ခဲ့လည်းဖြစ်ပါတယ်နောက်ထပ်ဝေးရှုထဲပေးရတယ်အတင်းကတော့ခင်မလာတော့အလုံးပြတ်ထက်ပေးရပြီမထက်လူတခြားပေးတော့ထပ်ဝေးရှုထိုးပေးရပြီအချောဆွဲလာပြီစမ်းတော့ပဲအလုံးချိုးပေးရတယ်မထက်လူပြန်ပဲတွဲရတယ်နောက်ထပ်ဝေးနင်းလေဦးအေးရတယ်ကနေပေးရပြီဒီမှာတင်ပဲကောက်တိုက်ကိုကျိုးလာတယ်ဖြူဝင်းပြန်တော့ကနေပေးရတယ်ကောက်တိုက်ကိုကျိုးလာတယ်ဖြူဝင်းရှင်မနေပေးရပြီညတာမောင်ထဲပေးရတယ်ဒီမှာတင်ပဲယူပါခိုင်းရှုထိုးပေးရတယ်မေထက်လူနောက်ထပ်ဝေးဖြူဝင်းနဲ့ပြန်တွဲရတယ်ဖြူဝင်းရှုထိုးပေးရပြီယူပါခိုင်းရဲ့ပြည်လောင်နဲ့ထဲဖို့ကြိုးစားခဲ့မယ်ရှုပေးရပြီမေထက်လူလိုက်တင်လေးမျောပေးရတယ်ဇူရဦးရှုပေးရပြီကိုလင်ပါပဲမေထက်လူရှုပေးရဲ့ဒီကြီးဖြူဝင်းရှုပေးရဖြူဝင်းရှုကနေပေးရပြီအကစားဝါနာရှင်ပရိသတ်များအားလုံးဒုတိယပိုင်းပြန်ပြီးကြိုဆိုလိုက်ရပါတယ်ခင်ဗျာပထမပိုင်းအတွင်းမှာတော့ဥဆွဲခဲ့တာဖြစ်ပြီးသူရဲ့လူစားပြောင်းလဲမှုဘယ်လောက်ထိလုံးဖြစ်မလဲဆိုတာတော့ဒုတိယပိုင်းကအဆုံးဖြတ်ပေးမှလည်းဖြစ်ပါတယ်လင်းလေဦးပဲအေးရတယ်ကနေပေးရတယ်မထက်လူတော့ပြန်တင်းရဲ့ကစားသမားတွေပြန်လည်ဟန်တာနိုင်ရလေဖြစ်ပါတယ်ကျွန်တော်တို့ကိုဆူဆူဂျီဝင်ကစားမှလည်းဖြစ်ပါတယ်မထက်လူရဲ့ခေါင်းတစ်ချက်တော်လေးအားပြော့နေခဲ့တဲ့အတွက်မာတင်ခွေးကောင်းလေးတော့လွှတ်ချော်ခဲ့ရလေဖြစ်ပါတယ်ဆန်တော်ပဲလူဝါနောကောင်းနဲ့ဆန်တော်ပြန်ရခဲ့ရလေဖြစ်ပါတယ်မထက်လူခဏမှဖက်ပေးရတယ်မြန်မာတင်ပဲလွှတ်ချလာပြီမြန်မာတင်လက်ကမ်းပြီဖြူဝေးတော့ကမကနေပေးရတယ်ကောင်းတိုက်တယ်တော့ပြန်ရထားသေးရဲ့ဆန်တော်အေးရတယ်မတင်ပေးရပြီမာတင်မဲနာတော်မရလာပြီနာတော်မဆေရှုကနေပေးရပြီတော့ခြေပါတော့နိုင်ခြင်းမရှိဘဲနဲ့တကူကိုမရှိဆိုရရလက်နဲ့ဆက်လက်ရှင်မြန်ကစားနေရလဲဖြစ်ပါတယ်